ဒီနေ့တော့ Troll 2022ဇာတ်ကားကို2မိနစ်အတွင်းပြန်လည်အကျဉ်းချုပ်ပေးသွားမှာပါ။မြန့်တောင်ပေါ်တောင်တက်ထွက်ပေါက်နော်ဝေတောင်တွေထဲမှာလှုပ်ထားတဲ့မိုင်းတူးပေါက်ကွဲမှုကြောင့်ငိမ့်ချမ်းနေတဲ့တောင်ထဲကတခုထိတွေးမထင်ထားတဲ့မျိုးဆက်ဟောင်းတစ်ခုကြီးမားတဲ့ Troll ကိုအိပ်ယာထားတယ်။ Troll ပေါ်လာပြီးစစ်သားတွေပြန်လည်လှည့်ပတ်စစ်တပ်ကတိုက်ခိုက်ကြတော့မယ်ဆိုပေမဲ့တရားမကျတဲ့အောင်မဖောက်နိုင်ကြပါဘူး။တိုက်ရိုက်လာမယ့်နေရာကတော့အိုလိုမြို့တိုင်းသခင်မြို့တော်ပဲ။နိုရာပေါ်လာသည်ဒီချိန်မှာဂျီအိုလိုဂျစ်ပညာရှင်နိုယာကိုအစိုးရခေါ်သွားတယ်။သူမကငယ်ဘဝကနားထောင်ခဲ့ရတဲ့ဒဏ္ဍာရီတွေကအမှန်ဖြစ်နေပြီလို့သိလာတဲ့ Troll ကနော်ဝေသမိုင်းထဲကအစစ်အမှန်အသက်ရှင်နေသေးတဲ့နောက်ဆုံးတစ်ကောင်ပဲဖြစ်တယ်။မြို့ကိုချိုးဖျက်နေတဲ့ sceneစစ်တပ်ကညီညီမျှမျှတိုက်ခိုက်ပေမဲ့တိုက်တိုင်းပုံမှုမဲ့ရိုင်းထွက်လာတဲ့အဆောက်အဦတွေပျက်စီးလူတွေစိုးရိမ်ကြောက်ရွံ့အပေါ်မိုးနေလို့ရောလိုက်ပြေးကြရတယ်။နိုယာရဲ့စကားနိုယာက Troll ကိုတတဝါမထင်ပဲသမိုင်းနဲ့ချစ်ချင်းမြတ်တာမျိုးဆက်တစ်ခုအနေနဲ့မြင်တဲ့သူမကတက်ကိုရက်တန့်စေခြင်းပေမဲ့ Final Battle Troll လဲကြသည်နောက်ဆုံးတော့စစ်တပ်ရဲ့အင်အားကြီးမားသည့်တိုက်ခိုက်မှုနဲ့ Troll ကလဲကျသွားတယ်နိုင်ငံကိုကယ်တင်နိုင်ခဲ့ပေမဲ့နော်ဝေဒဏ္ဍာရီတဲကနောက်ဆုံးငွေနာကိုလက်လွတ်ခဲ့ရပြီ။